မင်္ဂလာပါဗျမနေ့ပြန်က28ရက်10လ2025ပေါ့နော်7နာရီအတွက်ဒါတော့တွေ့တာမြင်တာလေးတွေကျွန်တော်ရဲ့ပြည်သူ YouTube channel ကနေပြီးတော့ဒါဘလူးလေးရိုက်ပြီးတင်ပေးမှာပေါ့နော်ဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကကိုနှစ်တဲ့အရာလေးတွေဒါပါခဲ့ရင်ရွေးချယ်ပြီးတော့ဒါကန်ဆန်းလို့ရပါတယ်နော်ဒီကောင်ဒါကျွန်တော်ဒါတင်ပေးထားတဲ့ဗီဒီယိုဖိုင်ပေါ့နော်ဒါ4နာရီကိုအတွက်ဒါ2:8ဆိုတော့ပေါက်တဲ့သူရှိတယ်လို့မပေါက်တဲ့သူလည်းရှိမှာပေါ့နော်ဒီကောင်ကကျွန်တော်ပဋိစိုက်ပေါင်းခြင်းဖြစ်တာပေါ့နော်ကျွန်တော်ဒါ7နာရီအတွက်ပေါ့နော်7နာရီအတွက်ဒါကျွန်တော်ပဋိစိုက်ပေါင်းခြင်းဆိုတော့3ညာ4 3ညာပေါင်းခြင်း4ဆိုတော့ဒါ4ခုနှစ်ကျွန်တော်ယူထားတာပေါ့4ခုနှစ်ကျွန်တော်ယူထားတယ်ဆိုတော့သူပဋိစိုက်ကသူက985ပေါ့နော်985ပေါင်းခြင်းသူကနှစ်ဖြစ်ခြင်းနဲ့သူပေါင်းခြင်းရိုက်တာ993ပေါင်းခြင်း9နှစ်3ညသူက93နှစ်ဒီ3လုံးပေါင်းခြင်း3ညဖြစ်ခြင်းနဲ့သူပဋိရိုက်တာ49ခွန်ပေါင်းခြင်း3ည5ခွန်43ည1ပေါင်းခြင်း5ဖြစ်ခြင်းနဲ့ဒါသူပဋိရိုက်ခဲ့တာဆိုတော့5ခွန်9ပေါင်းခြင်း1ဆိုတော့168ဒါသူ့အပေါ်ကကျွန်တော်ယူခဲ့တဲ့မူအတိုင်းဆိုရင်9-4ခွန်ပေါင်းခြင်း6ရတာပေါ့ဒါတော့ကျွန်တော်ဖမ်းခဲ့တဲ့ပဋိစိုက်ပေါ့နော်12နာရီအတွက်ဆိုတော့ဒီမှာကျသူတဲသွားတာ1ကိုပေါင်းခြင်း2နော်ဒီ3လုံးပေါင်းခြင်း2နဲ့တဲထားတာ2နဲ့တဲတော့2ခွန်4ဒီမှာ1ထောက်ထားတဲ့အတွက်3လုံးပေါင်းခြင်း2ဖြစ်အောင်1ထည့်ပေး3လုံးပေါင်းခြင်းခွန်ဖြစ်အောင်6ထည့်ပေး3လုံးပေါင်းခြင်း4ဖြစ်အောင်ကျွန်တော်က3ထည့်ပေးရမှာဆိုတော့ဒါ1ပရိ6ပရိ3ပရိရှိတာပေါ့အဲ့ဒီထဲမှာပေါင်းခြင်းကနက်ခက်ပါဝါဆိုတော့တဲပေါင်းခြင်းမပါတာနော်တဲပေါင်းခြင်းမပါခဲ့ဒီမှာတဲပေါင်းခြင်းက2ပေါ့နော်ဆိုတော့3လုံးပေါင်းခြင်းကခွန်ဖြစ်ရမယ်3လုံးပေါင်းခြင်းက4ဖြစ်ရမယ်နော်ဒါတဲပေါင်းခြင်းမပေါ့ဆိုတော့ဒါကျွန်တော်1ပရိကတော့ဒူမိန်ရောက်တာပေါ့ဆိုတော့6ပရိနဲ့3ပရိကအတိက main ဖြစ်ပါတယ်ဆိုတော့1ပရိကဒူမိန်ပေါ့ဗျာနော်6ပရိနဲ့3ပရိနဲ့အတိကmain ဖြစ်တာပေါ့နော်ဒါပေါင်းစင်းကျွန်တော်မိတ်ဆွေတွေကိုရတဲ့ဟာလေးနဲ့ဒါပရိကြိုက်တယ်ဆိုလို့ရှိရင်ဒါကျွန်တော်ကန်ဆန်းကြည့်လို့ရပါတယ်မင်္ဂလာပါဗျဆိုတော့ပရိဆိုင်မှုပြီးပြီဆိုတော့ဒါကျွန်တော်3ခွင်5ပဲနော်3ခွင်5ပဲကျွန်တော်7နာရီအတွက်ဒါထိပ်စီး site လေးကျွန်တော်အရင်ဒါချပြပေးမယ်ဗျ943ပေါင်းခြင်းက6ဖြစ်တာပေါ့နော်6ဖြစ်တဲ့အတွက်ကြောင့်သူက95နှစ်ပေါင်းခြင်းက6ရိုက်တယ်99ခွန်ပေါင်းခြင်းက5ဖြစ်တယ်နော်ဒီ3လုံးပေါင်းခြင်းက5ဖြစ်တဲ့အတွက်ကြောင့်သူက951ပေါင်းခြင်း5ရိုက်တယ်ခွန်9ပေါင်းခြင်း3ဒီ3လုံးပေါင်းခြင်းက3ဖြစ်တဲ့အတွက်ကြောင့်ခွန်ပေါင်းခြင်းဒါသူပေါင်းခြင်းရိုက်ခဲ့တာနော်ဒါဒဲတွေကြီးပဲရိုက်ခဲ့တာဆိုတော့သူ့မူတိုင်းဆိုရင်1ခွန်9ပေါင်းခြင်းခွန်ဆိုတော့ဒါဒီစောင်း3လုံးပေါင်းခြင်းနော်163ညပေါင်းမှာကျွန်တော်က3လုံးပေါင်းခြင်းခွန်ရတာဆိုတော့ဒီ9တို့3တို့ကကြိုက်တဲ့မိတ်ဆွေတွေကဆော့လို့ရတယ်။နော်ဒါသူပေါင်းခြင်းမူအတိုင်းပဲဒါဒဲပေါင်းခြင်းနဲ့ဆော့နေတဲ့မိတ်ဆွေတွေကဒါ3ညထိပ်စီးကမာတာပေါ့နော်3ညထိပ်စီးမာတယ်9တို့3တို့ဒါကြိုက်တာဆိုလို့ရှိရင်ဆော့လို့ရပါတယ်နော်။ဒီကောင်လေးတော့ပေါင်းခြင်းမပါခဲ့ဘူး။ပေါင်းခြင်းမပါခဲ့ဘူး။ဒါထိပ်စီးဆိုင်ပြီးဆိုတော့ကျွန်တော်ဒီမှာအပိတ်ဆိုင်လေးနော်ဒီမှာအပိတ်ဆိုင်ကသူက485ပေါင်းခြင်းခွန်ဆိုတော့ခွန်နှစ်3ညကျွန်တော်ကဒီအပိတ်ဆိုင်ကိုဖမ်းတာက9ပိတ်2ပိတ်3ပိတ်9နှစ်3ပေါင်းခြင်း3ညဖြစ်ခြင်း964ပေါင်းခြင်း9ဆိုတော့946 4နှစ်3ည4ပိတ်2ပိတ်ဒီမှာ3ညပိတ်ပေါင်းခြင်း6ပဲရတယ်ခွန်နှစ်5ပေါင်းခြင်း4ဆိုတော့4 9နှစ်5ပိတ်3ညပိတ်ကျွန်တော်4ပိတ်ပေါ့9 3ည4ပေါင်းခြင်း9ဖြစ်ခြင်းနဲ့ရခဲ့တယ်ဆိုတော့ဒီမှာပေါင်းခြင်းကတော့နက်ခက်ပါဝါပေါ့နော်ဒီမှာလဲဒဲပေါင်းခြင်းမပါခဲ့ဘူးနော်ဒဲပေါင်းခြင်းမပါခဲ့တော့ဒီမှာဒဲပေါင်းခြင်းကကျွန်တော်တို့ဒီမှာ1ဖြစ်တယ်ခွန်နှစ်ပေါင်းခြင်း1ဆိုတော့168ဒီမှာ1ရှိတယ်ဒီမှာ8ရှိတယ်ဒါ1ပိတ်8ပိတ်18ပေါင်းခြင်း9နှစ်ပေါင်းခြင်း1နော်ဒဲပေါင်းခြင်းကဒါကျွန်တော်ကဒါဟိုအပိတ်ကဒါနှစ်အပိတ်ကဒူမိန်ပေါ့ဆိုတော့ဒါခွန်ပိတ်တို့9ပိတ်တို့အတိကမိန်ဖြစ်တယ်18ခွန်ပေါင်းခြင်း6 19ပေါင်းခြင်း8ရတာဆိုတော့ဒါခွန်ပိတ်9ပိတ်ကအတိကမိန်ဖြစ်တယ်ဒါစောစောကကျွန်တော်ကဒါ3ည
ထိတ်ကမိန်နော်93ကဒါအရန်နော်နှစ်ကဒူမိန်ပေါ့နော်ကျွန်တော်ခွန်9ကအရန်ကိုယ်နဲ့စမ်းကျင်တဲ့မိတ်ဆွေတွေက3ခွန်3ရှိတာပေါ့နော်ဒီကောင်တွေကကိုကြိုက်တာလေးပါရင်စော့ပေါ့ဒီလိုမှအကိုနဲ့စမ်းကျင်တယ်ဆိုလို့ရှိရင်ဒါ3ခွန်ဒါ3ကိုစမ်းလို့ရပါတယ်နော်3ခွန်ရှိမယ်ပြီးရင်ကျွန်တော်3ကိုရှိမှာပေါ့နော်ဒီမှာဒီကောင်ပြီးပြီဆိုတော့ကျွန်တော်4ပင်3ကက်နော်ဒါသွားနိုင်မယ်ဗျဒါ4ပင်3ကက်နော်4ပင်3ကက်ကဒါ12နာရီအတွက်ပဲပေါ့နော်ဒါပေါင်းချင်း3ကက်နဲ့ကျွန်တော်ဖမ်းထားတာဒါတီးပြီးသားဖြစ်မှာပါ9နှစ်ပေါင်းချင်း2ဒီ3လုံးပေါင်းချင်းက2ဖြစ်ချင်းကြောင့်သူက9နှစ်ပေါင်းချင်း2နဲ့ရိုက်တယ်ဒုတိယကက်ပေါင်းချင်းရိုက်တယ်ပြီးကမှ3နှစ်9ဆိုရင်ပေါင်းချင်း4နဲ့ရိုက်တယ်9နှစ်3ညပေါင်းချင်းခွန်9 3ခွန်ပေါင်းချင်း2နဲ့သူရိုက်တယ်ပြီးကမှ1ခွန်9ပေါင်းချင်းခွန်ဖြစ်ချင်းနဲ့သူရိုက်တယ်4 6နှစ်ပေါင်းချင်း2နှစ်ဆို2ခွန်လေးယူထားတာပေါ့တော့သူက4 1 9ဒါဒုတိယကပေါင်းချင်းက4 1 9ပေါင်းချင်း4ဖြစ်ချင်းနဲ့ရိုက်တယ်ပြီးကမှကျွန်တော်ကဒါ2ခွန်လေးဖြစ်ရမှာတော့ဒီ3လုံးပေါင်းချင်းက2ခွန်လေးဖြစ်ရမှာဆိုတော့ခွန်9 6ပေါင်းချင်း2ခွန်9 1ပေါင်းချင်းခွန်9 8ပေါင်းချင်း4ဆိုတော့ဒါ6တို့8တို့ဒါ1တို့ထိပ်စီးရှိတယ်เนาะ6 1 8ထိပ်စီးပေါ့အဲ့ဒီထဲမှာကျွန်တော်ကဒါပေါင်းချင်းပါခဲ့တာကျွန်တော်6နဲ့8နဲ့ပေါင်းချင်းပါတယ်1ကတော့ဒူမိန်ရောက်တာပေါ့เนาะဆိုတော့ဒါတစ်ကြိုက်တဲ့မိတ်ဆွေတွေဆော့လို့ရတယ်သူပေါင်းချင်းမူတိုင်းကို6ထိပ်8ထိပ်အဓိကမိန်ဖြစ်တာเนาะဒါ4ပင်3ကက်เนาะ4ပင်3ကက်ကြိုက်တဲ့မိတ်ဆွေရပေါ့ဒီကောင်ကကျွန်တော်ဖမ်းထားတဲ့ကျွန်တော်ဒီအပိတ်ဆိုင်ဖြစ်တယ်455ပေါင်းချင်း4ဒီ3လုံးပေါင်းချင်းက4ဖြစ်ချင်းကြောင့်သူကဒုတိယကက်က453ပေါင်းချင်း2နဲ့ရိုက်တယ်ပြီးကမှသူကဒီနောက်ပိတ်3လုံးပေါင်းချင်း2 3 4ပေါင်းချင်း9ဖြစ်ချင်းနဲ့ရိုက်တယ်ခွန်9 3ပေါင်းချင်း2သူကဒုတိယကက်ကခွန်305ပေါင်းချင်း2နဲ့ပြန်ဖြည့်တယ်ပြီးကမှ305 9ပေါင်းချင်း4ဖြစ်ချင်းနဲ့သူရိုက်ခဲ့တာပေါ့နော်ဒါကျွန်တော်ဒါအပိတ်ဆိုင်ခွန်1 1ပေါင်းချင်း2ဒီ3လုံးပေါင်းချင်း2ဖြစ်ချင်းကြောင့်သူကဒုတိယကက်ကခွန်1 6ခွန်1 6ပေါင်းချင်း4ဖြစ်ချင်းနဲ့သူရိုက်သွားတာဆိုတော့ဒါသူ့အပေါ်ကယူခဲ့တဲ့ကျွန်တော်ဒီအပိတ်ဆိုင်မူအတိုင်းဆိုရင်ဒီမှာ2 8ပိတ်ထားတာနော်2 8ပိတ်ထားတဲ့အတွက်သူက3လုံးပေါင်းချင်း2ခွန်4ဖြစ်အောင်2ခွန်4ထည့်ပေးရမှာအဲ့ဒီထဲမှာကျွန်တော်ကခွန်ပိတ်နဲ့4ပိတ်နဲ့ main ဖြစ်တယ်เนาะဒါ2အပိတ်ကဒူ main ဖြစ်တာပေါ့เนาะ2ပိတ်ကြိုက်တဲ့မိတ်ဆွေတွေဆော့လို့ရပါတယ်ဆိုတော့6 8 main ဒီကောင်ကအရန်2ကအရန်ခွန်နဲ့4နဲ့ main ဆိုတော့6ခွန်6လေးနော်ပြီးရင်8ခွန်8လေးဒီကောင်လေးတွေဒါအကွက်နဲ့ဆန်းကျင်တဲ့မိတ်ဆွေတွေရော6ခွန်6လေး8ခွန်8လေးဆော့လို့ရတယ်နော်ဒီကျန်တဲ့အစားအရာမိမိကြံနေတဲ့အရာလေးပါလို့ရှင်ကိုယ့်ကိုရွေးချယ်ပြီးကန်ဆန်းကြည့်ပေါ့ကျွန်တော်အများအားပြောသလိုပါပဲဒီလုပ်တွေကကန်ဆန်းတဲ့အလုပ်တွေဖြစ်တယ်ပေါ့နော်ဒါ8ခွန်8လေး6ခွန်6လေးတော့ဒါကိုမနေ့ပြန်က12နာရီအတွက်ကိုစောင့်ဝင်ဆိုလို့ရှိရင်ကိုထိပ်စီးအပိတ်ကြိုင်အပိတ်ပေါ့နော်တကယ်လို့ထိုးဝက်ကြိုင်ထိုးဝက်ဒါကန်ဆန်းကြည့်လို့ရပါတယ်ဆိုတော့ဒါလောလောဆယ်ကျွန်တော်ဗီဒီယိုပဲကျွန်တော်တင်ပြီးလို့ရသေးတာပေါ့နော် live လွှင့်ရတဲ့အချိန်ကျမှကျွန်တော် live လေးကျွန်တော် AC လေးလွှင့်ပြပေးပါမယ်ထုံးစံတိုင်းပါပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေဗျ